တိတ်အိမ်ကကြောင်လေးမှာလက်ပွင့်စေတဲ့လက္ခဏာတွေပါမပါသိနိုင်ဖို့ဒီချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ကြောင်လေးတွေဟာရှေးရခင်ကလေးကကံကောင်းခြင်းနဲ့လက်လာပါကိုစောင့်ခြင်းပေးတတ်တယ်လို့အယူအဆရှိကြပါတယ်။နံပါတ်1ခြေအိတ်ဆိုထားသလိုအဖြူရောင်ပါခြင်း။ကြောင်ရဲ့ခြေထောက်လေးဖက်လုံးသို့မဟုတ်ခြေပွားလေးတွေမှာအဖြူရောင်အမွှေးလေးတွေတီးတန့်ပါနေတာကိုခြေအိတ်ဆိုထားတယ်လို့ခေါ်ကြပါတယ်။ဒီလိုကြောင်မျိုးဟာအိမ်ကိုငွေဝင်စေတယ်စီးပွားတက်စေတယ်လို့အယူရှိကြပါတယ်။နံပါတ်2ကိုယ်တဲ့တစ်ပြင်းလုံးအမဲရောင်ဖြစ်ခြင်းလူအချို့ကကြောင်နှက်ကိုအယူသေးကြပေမဲ့မြမရိုးရာနဲ့တရုတ်ရိုးရာအယူအဆအချို့မှာတော့ကြောင်နှက်ဆိုးသွားဟာမကောင်းတဲ့အညှိအဟောင်းတွေကိုဖယ်ရှားပေးပြီးလက်လာပါကိုစောင့်ရှောက်ပေးတယ်လို့ယူဆကြပါတယ်။အထူးသဖြင့်မျက်လုံးအရောင်ဝါဝင်းနေတဲ့ကြောင်နှက်တွေဟာရွှေငွေရတနာကိုဆောင်တယ်လို့ဆိုပါတယ်။နံပါတ်3ကြောင်3ရောင်ဆက် Calico Cats အဖြူမင်းနဲ့လိမ္မော်ရောင်3ရောင်ဆက်ထားတဲ့ကြောင်တွေကိုလက်ကောင်းတဲ့ကြောင်အဖြစ်ကမ္ဘာတဝန်းမှာသတ်မှတ်ကြပါတယ်။အထူးသဖြင့်ဂျပန်နိုင်ငံရဲ့မင်းခင်းခုံလက်ရက်ခေါ်နေတဲ့ကြောင်ရုပ်လေးတွေဟာဒီ3ရောင်ဆက်ကြောင်လေးတွေကိုအခြေခံထားတာဖြစ်ပြီးစီးပွားရေးလုပ်ငန်းရှင်တွေအကြိုက်ဆုံးကြောင်လေးတွေပါ။နံပါတ်4မီးကောက်သို့မဟုတ်အမီးတိုခြင်းမြမအယူအဆမှာအမီးကောက်တဲ့ကြောင်တွေကိုလက်ကောက်တယ်လို့တင်စားခေါ်ဝေါ်ကြပါတယ်။အမီးလေးကအစုံနာမှာကောက်နေတာဒါမှမဟုတ်အမီးတိုလေးရှိတာဟာငွေကြေးနဲ့ကံကောင်းခြင်းတွေကိုအိမ်ထဲမှာပဲဆွဲထားပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်။နံပါတ်5ကြောင်မျက်စိအယောင်2မျိုးဖြစ်ခြင်းမျက်လုံးတစ်ဖက်ကအပြာနောက်တစ်ဖက်ကအဝါသို့မဟုတ်အစိမ်းဖြစ်နေတဲ့ကြောင်လေးတွေဟာရှားပါးသလိုအလွန်ထူးခြားတဲ့လက်လာပါကိုပေးတတ်တယ်လို့ဆိုပါတယ်။ဒါကြောင့်ကြောင်လေးကိုမေတ္တာနဲ့စနစ်တကျပြုစုစောင့်ရှောက်ပေးပါကြောင်လေးတွေပျော်ရွှင်နေတဲ့အိမ်ဟာအလိုလိုနေရင်စက်တည်ရှိပြီးစိတ်ချမ်းသာမှုကိုပေးစွမ်းနိုင်ပါတယ်။တိတ်အိမ်ကကြောင်လေးမှာအထက်ပါလက္ခဏာတွေတဲကဘယ်နှချက်လောက်ပါနေလဲဗျာ။တစ်ချက်လောက်စစ်ကြည့်ပြီးကျွန်တော်ကိုပြန်ပြောပြပေးပါဦး